ကဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်အနီးစကန်ဈေးကုန်းနဲ့အိမ်အသေးလေးတစ်လုံးပေါ့ဒါအိမ်လေးကတော့အပြီးလုံးဝမတက်ရသေးဘူးနည်းလေးတော့ရှုပ်နေတယ်ကျွန်တော်ဒီအိမ်လေးကိုရောင်းမိတ်ဆက်ပေးမယ်ဒီအိမ်လေးခေါ်ဈေးတစ်ခါလေးပြောမယ်ဒီအိမ်လေးခေါ်ဈေးက3500ဒီအဓိကလမ်းမကြီးပေါ့လမ်းမကြီးနှစ်ခုဆက်တာအနီးစကန်မှာလမ်းမကြီးနှစ်ခုရှိတယ်အဲ့လမ်းမကြီးနှစ်ခုဆက်တဲ့လမ်းရဲ့တကွက်ငုံရွာချင်းဆက်လမ်းရဲ့တကွက်ငုံဖြစ်တယ်နေရာလေးကောင်းတယ်ခြံရှိမှာကားအသေး3စီးလောက်အကြီးဆို2စီးလောက်ထိုးလို့ရမယ်ပါကင်ကျယ်နေရာတစ်ခုပါတယ်ပြီးတော့အိမ်ခန်းလည်းများတယ်အိမ်ခန်းအဖွဲလည်းများတယ်ပေါ့ဒီအိမ်ကကျတော့ master တစ်ခန်း single လေးခန်းပါဝင်မှာဖြစ်တယ်ဒီအိမ်လေးကတော့ဒါအိမ်လေးမပြီးမသက်သေးတော့ကျွန်တော်ဒါလက်ရှိအနေထားလေးကိုတိုင်းရိုက်ပြရတယ်အပေါ်မှာ lighting အားစနစ်အတွက်ဒီမှာလင်းအပြာလေးနဲ့ဒီမှာပန်းရောင်လေးနဲ့အလားစင်မီတာလေးဒီဘက်မှာဆိုရင်ဒါကျယ်ဝန်းလာတဲ့အဲခန်းကျယ်ဖျားခန်းကတော့သူကတီးတန့်ထုတ်ပေးထားတယ်ဒါဖျားခန်းကျယ်ရဲ့အနေဒါဖျားခန်းမှာဆိုရင် lighting စနစ်ပါတယ်ကျောင်းဆောင်တွေကအစဒါဝယ်သူကနေပြီးတော့ fully furnished ထားပေးခဲ့မှာဖြစ်တယ်ဒီကျွန်းစပွဲတွေဒီလုံးဝကိုကောင်းမွန်တဲ့အနေထားလေးတွေကိုထားပေးခဲ့မှာဖြစ်တယ်ကဲကျွန်တော်အခန်းဖွဲ့လေးတစ်ခန်းချင်းလိုက်ကြည့်လိုက်အောင်ဒါဝင်ဝင်ချင်းပထမဆုံးတွေ့ရမယ်ဒါ single bedroom အခန်းကျယ်ဖြစ်တယ် single bedroom ထဲမှာဆိုရင်ဒီမှန်တင်ကွန်ပျူတာတွေပါမယ်ဒုတိယမြောက်ဒီအခန်းတွေကတော့ပုံစံလေးတွေအတူတူပဲဒါတွေက single bedroom 1 2 3ဒါ single bedroom ပထမဆုံးတွေ့ရတဲ့အခန်းနောက်ပြီးတော့ဒီကောင်တော့ master bedroom အခန်းဖြစ်တယ်အပေါ်မှာ lighting အခန်းတိုင်းမှာ lighting စနစ်ပါရယ်နော် bedroom အခန်းဘေးက single bedroom နောက်ထပ် single bedroom တစ်ခန်းသူကအပေါ်ထပ်မှာထပ်ခိုးလေးအတွက်လေကားလေးဆင်ပေးထားတယ်အဲ့တစ်ထပ်လုံးဒါတော့ dining room နဲ့ kitchen room area အပြင်ဘက်မှာတည်တံ့ခွဲထုတ်ပေးထားတယ်လေကျွန်တော်ကြိုက်တဲ့အချက်ကနေလေလူထက်ကောင်းအောင်အပေါ်မှာအပွင့်ဒီဇိုင်းလေးပြုလုပ်ထားတယ် kitchen room area နားလေးကဒါဘုံရေချိုးခန်းအိမ်သာဖြစ်တယ်ထပ်ပါတစ်ချက်လိုက်ပြပေးလိုက်မယ်ရောက်ပြီအပေါ်ထက်မှာတော့ဟောအခန်းအသေးစားလေးတစ်ခုပါတယ်ဒါတကယ်ချင်းတွေမိတ်ဆွေတွေဒါလိုမျိုးစုဖွဲ့ပြီးတော့အိမ်ဒီပိုင်းအလဲလာမယ်ဆိုဒီမှာညအိမ်ညနေထားလို့ရတယ်ဒါကတော့အာစီခင်းထားတယ်ဒီနားကတော့ veranda အနေထားလေးဖြစ်ပါတယ်အပေါ်မှာရေစင်ပါမယ်ဒါတော့လုံးဝပတ်ဝန်းကျင်ရဲ့အနေထားလေးပတ်ဝန်းကျင်အိမ်ခြေအပြည့်ရှိတယ်နော်ဒီနားလေးကို veranda ထုတ်ပေးထားမှာဖြစ်တယ်ကဲဒီနေ့ခေါ်စီနှုန်းက3500ညှိနှိုင်းလေးနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေများကကျွန်တော်ရဲ့ဖုန်းကိုဆက်သွယ်ပေးပါကျွန်တော်ရဲ့ဖုန်းကတော့39944448ဖြစ်ပါတယ်အားလုံးကျေးဇူးပါ